တံဝေကဝတ္ထု၈ပါးနဲ့တံဝေကအကြောင်းတရားဒေသနာတော်ဒီနေ့ညတပါးသဘင်အခမ်းအနားကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာကုံကိုအာယုပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပဂောတိဟိပိယပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယနာထောနမောမာကာရုဏိကတတတယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပဂောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအပေမေယံရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥစ္စာအသက်ချေလဲအင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီဆွညင်းကြီးဟုကျက်တိထဝေငါးသွဲအစုအလုံးခဲရင်သောမှုတော်ကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကြိုးကုတ်အထုတ်တော်မူရသည်ဖြစ်ဖြစ်ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤဗေမန်းခြင်းတို့ကတောဘဝဒါနကျင့်ထွန်းများစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတတတဝါများရင်ဝဲသားကဲ့သို့တနာချစ်ခင်မှာကရုဏာရှင်ဖြစ်တော်မူသောတသနာထသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းတံခေဝေခဝတ္ထု၈ပါးနဲ့တံဝေခတရားတံဝေခဆိုတာစိတ်ထဲမှာဘဝအပေါ်ကြောက်ရွံ့ထိတ်လန့်ခြင်းတို့အဓိပ္ပာယ်ရတယ်သို့တော့ဒီကြောက်ရွံ့ထိတ်လန့်ခြင်းဟာတခြားကြောက်ရွံ့ထိတ်လန့်ခြင်းလည်းမတူလောကမှာကြောက်စရာအာယုန်တစ်ခုကိုမြင်ပြီးတော့ကြောက်တယ်ဆိုတာဟာဒေါသရဲ့သဘာဝဒေါသဆိုတာမုန်းတိတယ်ဆိုတဲ့သဘာဝရှိတယ်လို့တစ်ဖက်ကလည်းကြောက်တယ်ဆိုတဲ့သဘာဝဥပမာမဲ့တစေတရေကိုကြောက်တယ်ရန်သူကိုကြောက်တယ်အဲ့ဒါလို့ကြောက်စိတ်ဝင်ပြီးတော့တုန်လှုပ်ခြောက်ခြားကြောက်ခြင်းဆိုတာတွေဟာအဘိဓမ္မာသဘာဝတရားအရာနဲ့ပြောမယ်ဆိုရင်ဒေါသရဲ့အသွင်လက္ခဏာတွေသာဖြစ်တယ်ဒေါသဆိုဒီမှာအကုသိုလ်တရားပဲအဲ့ဒီမုန်းတီးခြင်းနဲ့ကြောက်ရွံ့ခြင်းဆိုတာဒေါသရဲ့ဆောင်ရွက်မှုတွေကြောင့်မုန်းတီးမှုဆိုတာတိုးတက်နေတဲ့ထက်မြက်နေတဲ့ဒေါသကြောက်ရွံ့ခြင်းဆိုတာဆုံးနစ်သွားတဲ့ဒေါသအဲ့ဒီဒေါသဆိုတဲ့သဘာဝတရားကိုပဲမုန်းတီးခြင်းစိတ်ဆိုးခြင်းကြောက်ရွံ့ခြင်းတို့ဒီလိုအမည်နာမတွေနဲ့လူတွေရဲ့စိတ်တဏ္ဍာမှာခွဲခြားပြီးတော့ပြောဆိုကြအခုဒီတံဝေကထိတ်လန့်တုန်လှုပ်ခြင်းဆိုဒီမှာဒေါသနဲ့ထိတ်လန့်တုန်လှုပ်တဲ့ကြောက်ရွံ့ခြင်းမျိုးမဟုတ်ဘူးတံဝေခောနာမသဟောတပ္ပညာဏလို့စာပေကျမ်းဂန်ထဲမှာဆိုထားတာ
ဩတ္တပနဲ့ရှင်သောအသိဉာဏ်ကိုတံဝေကလို့ခေါ်တယ်တံဝေကောနာမသဟောတ္တပညာနာသဟဩတ္တပညာနာဩတ္တပဆိုတာထိတ်လန့်တယ်လို့အဓိပ္ပာယ်ရဘာတွေကိုထိတ်လန့်တာတော့ဆိုလို့ရှင်ဒုစရိုက်ရဲ့အကျိုးတရားတွေကိုတွေးမိပြီးထိတ်လန့်တယ်ဒုစရိုက်တရားတွေကိုထိတ်လန့်တယ်အကုသိုလ်တရားတွေကိုလန့်တယ်အကုသိုလ်တရားကြောင့်ဖြစ်ပေါ်လာမဲ့အကျိုးတရားတွေခံစားရမှလန့်တယ်အဲ့ဒါလိုလန့်တဲ့အခါမှာအသိဉာဏ်လည်းပဲပါဝင်တဲ့တွေးတောဆင်ခြင်မှုနဲ့ဖြစ်ပေါ်လာတဲ့လန့်ခြင်းကြောက်ခြင်းကိုတံဝေကလို့ခေါ်တယ်အဲ့တော့ဒေါသနဲ့ကြောက်လန့်ခြင်းနဲ့တံဝေကကြောက်လန့်ခြင်းဆိုတာထိတ်လန့်ကြောက်လွန်ခြင်းဆိုတာမတူဘူးလို့ဒီလိုအဓိပ္ပာယ်မှာမြတ်စွာဘုရားကတံဝေဇနိယေတုဌာနေတုတံဝေခောတံဝေဇနိယေတုတံဝေကဖြစ်เสียအကြောင်းတရားတွေတွေ့ကြုံလာတဲ့အခါမှာတံဝေခောတံဝေကဖြစ်ရမယ်ထိတ်လန့်တုန်လှုပ်မှုဖြစ်ရမယ်တံဝိခတသယောနိသောပရဏံထိတ်လန့်တုန်လှုပ်ပြီးဆိုလို့ရှိရင်လေထိတ်လန့်တုန်လှုပ်သည့်အားလျော်စွာမှန်ကန်တဲ့လှုပ်ဆောင်ချက်တစ်ခုကိုလှုပ်ဆောင်ရမယ်ဒီနှစ်ချက်ကိုတွဲဖက်ပြီးတော့ရသော်ဘုရားဟောတာတံဝေကဖြစ်เสียအကြောင်းတရားတွေနဲ့ကြုံရင်တံဝေကဖြစ်ရမယ်အကယ်၍တံဝေကမဖြစ်ဘူးဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာအသိဉာဏ်အလွန်အားနည်းနေသေးတယ်လို့ဒီလိုဆိုရမယ်အသိဉာဏ်လွန်အားနည်းနေတဲ့ပုဂ္ဂိုလ်တွေမှာတံဝေကဖြစ်เสียနဲ့ကြုံတော့လေတံဝေကမဖြစ်ဘဲနဲ့အကုသိုလ်ဆိုတဲ့အမုန်းတရားတွေဒေါသတွေလွှမ်းမိုးပြီးတော့ဖြစ်တတ်တယ်တံဝေကဖြစ်တယ်ဆိုတဲ့ပုဂ္ဂိုလ်ကြတော့အသိဉာဏ်ရှိလာပြီးတော့စဉ်းစားဆင်ခြင်ပြီးဘဝနဲ့ပတ်သက်ပြီးတော့ထိတ်လန့်တုန်လှုပ်เสียပဲဆိုတာကိုသိမြင်လာတတ်တယ်အဲ့ဒါလို့သိမြင်လာလို့ရှိရင်ထိတ်လန့်တုန်လှုပ်မှုကိုအကြောင်းပြုပြီးတော့တံဝေကဖြစ်เสียအကြောင်းတရားတွေကလွတ်မြောက်ဖို့ဆိုပြီးတော့မှန်ကန်တဲ့ကျင့်ကြံကြိုးကုပ်အထောက်မှုကိုပြုလုပ်ရမယ်ဒီလိုနှစ်ဆင့်ခွဲခြားပြီးတော့ဟောတံဝေကဖြစ်ပွဲရာအကြောင်းတရားတွေနဲ့တွေ့ဆုံတဲ့အခါမှာတံဝေကဖြစ်မှုတံဝေကဖြစ်လာတဲ့အခါမှာလည်းပဲမှန်ကန်တဲ့လမ်းစဉ်နဲ့ကြိုးပမ်းအထောက်မှုလို့ဆိုတဲ့ဒီအချက်နှစ်ချက်ဟာအရေးကြီးတဲ့အရာတစ်ခုဖြစ်တယ်ပေါ့လောကမှာတံဝေကဖြစ်เสียတွေဆိုတာဘာတွေတုံးဆိုသဗ္ဗေကျမ်းကမှာတံဝေကဝတ္ထု10မျိုးဆိုပြီးတော့ဖော်ပြထားတာရှိတယ်အဲ့ဒီတံဝေကဝတ္ထုကိုပဲတံဝေဇနိယဆိုတဲ့အသုံးနဲ့လည်းသုံးတယ်မြတ်စွာဘုရားနဲ့ပတ်သက်တာတံဝေဇနိယ၄ဌာနဆိုပြီးတော့အလုံးသိကြတဲ့အတိုင်းတံဝေဇနိယ၄ဌာနတံဝေကဖြစ်เสีย၄ဌာနအခုဟာကတံဝေကဝတ္ထု10မျိုးဆိုပြီးတော့လောကလူသားတွေဟာတံဝေကဖြစ်เสียတွေနဲ့ကြုံတွေ့နေကြအဲ့ဒါလို့ကြုံတွေ့တဲ့အခါမှာစဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကတံဝေကဖြစ်ကြတယ်စဉ်းစားဉာဏ်မရှိတဲ့ပုဂ္ဂိုလ်တွေကတော့အကုသိုလ်ဖြစ်ပြီးတော့တံဝေကဖြစ်မှုနဲ့ကင်းကွာပြီးတဏှာဝဆင်းရဲတဲ့ကလွတ်လန်းကိုရှာမရနိုင်ကြဘူးအခုဒီကနေ့မှာဝေတော်တိုက်အုပ်ဆရာတော်ဘုရားကြီးဗတ္တန္တသန္တာတိရိမဟာထေတတော်99သိက္ခာတော်89ဝအရမှာဘဝနာကြောင်းရွှေပြောင်းဆံလွန်တော်မူရဟာထိတ်လန့်တုန်လှုပ်เสียတစ်ခုဖြစ်လာတယ်တွေးမိတဲ့အခါမှာဒီလိုသီလသမာဓိပညာအကျင့်သိက္ခာဂုဏ်နဲ့ပြည့်စုံတဲ့ဆရာတော်ကြီးပင်ဘဝနတ်ထံပြန်လွန်တော်မူရသေးတယ်ငါတို့ဆိုရင်ဘယ်ဆိုပွဲရာရှိရမလဲသိခြင်းတရားဆိုတာဘယ်သူမှရှောင်လွဲလို့မရဘူးဆိုတဲ့အတွေးတွေကိုတွေးမိပြီးစိတ်ထဲမှာသိခြင်းတရားအပေါ်မှာတုန်လှုပ်ဖို့လိုအပ်တယ်စဉ်းစားဉာဏ်နဲ့ဘဝဆိုတာသိခြင်းတရားနဲ့အဆုံးသတ်တာ
သေခြင်းတရားနဲ့အဆုံးသတ်တဲ့ဒီဘဝကြီးဟာညီငွေเสียအလွန်ကောင်းပါလားစိတ်ပြည့်เสียအလွန်ကောင်းပါလားလို့ဆိုတဲ့အတွေးတွေအသိဉာဏ်တွေစဉ်းစားဉာဏ်တွေဖြစ်ပေါ်လာအဲ့ဒီလိုဖြစ်ပေါ်လာမှုဟာတံဝေခလို့ခေါ်တဲ့တန်ဖိုးရှိတဲ့တရားတစ်ခုပဲအဲ့ဒီလိုတံဝေခဖြစ်ပေါ်လာတဲ့အခါကျတော့မှဖြစ်ပေါ်လာတဲ့ဘဝတစ်ခုဟာသိခြင်းနဲ့ဆုံးသတ်ရတယ်ဆိုတော့ဒီဘဝဟာကောင်းတယ်လို့ပြောနိုင်တဲ့အရာတစ်ခုမှမရှိဘူးနောက်ဆုံးပိတ်မှာမကောင်းတာနဲ့ပဲကြုံရတော့ဒီဘဝကြီးတွေကလွတ်မြောက်မှသာလေအခုလိုသိဆုံးရခြင်းလို့ဆိုတဲ့ဘဝဏိကုံးနဲ့အဆုံးသတ်ရခြင်းလို့ဆိုတဲ့အခြေအနေဆိုမှတို့တွေလွတ်မြောက်နိုင်မှာဖြစ်တယ်ဒါတွေကိုလွတ်မြောက်အောင်ကြိုးစားရမှာဖြစ်တယ်ဆိုတဲ့အသိဉာဏ်တွေဟာဝင်ရောက်ပြီးတော့လာအဲ့ဒါလို့အသိဉာဏ်ဝင်ရောက်လာပြီးတော့တဝေခဖြစ်တရားတွေဟောစွာတန်တရာဟောကလွတ်ရလွတ်ကြောင်းအကျင့်တရားတွေကိုကျင့်ကြံကြိုးကုပ်အထောက်ကြဒီလိုဆိုလိုတာပေါ့နော်ဒါကြောင့်မို့အခုလိုတဝေခဖြစ်ပွက်ရအကြောင်းကိစ္စတွေဆုံးလာတိုင်းအမှတ်တမဲ့မနေကြပဲနဲ့ဘဝကြီးရဲ့အရေးကိုတွေးတောဆင်ခြင်သုံးသပ်တတ်ဖို့ဟာလိုအပ်တယ်အဲ့ဒါလို့သုံးသပ်ဆင်ခြင်တတ်ဖို့ဆိုပြီးတော့မြတ်စွာဘုရားကဟောထားတယ်ဘာတွေဟောထားတော့ဆိုအိုတဲ့ပုဂ္ဂိုလ်တယောက်ယောက်ကိုယ့်ရဲ့မျက်မှောက်မှာကိုယ့်ရဲ့မိအိုဖအိုပဲဖြစ်စေဖိုးဖွားပဲဖြစ်စေတစိမ့်တရံပဲဖြစ်စေအိုမင်းမစွမ်းဖြစ်နေတဲ့အဖိုးကြီးအဖွားကြီးလူအိုလူမင်းတွေကိုမြင်တဲ့အခါမှာတာမန်တွေးတောမှုတဲ့အဆင့်မြင့်တဲ့တွေးတောမှုစဉ်းစားဆင်ခြင်မှုတစ်ခုနဲ့စဉ်းစားဖို့လိုအပ်တယ်ဘယ်လိုစဉ်းစားရမလဲလို့ဆိုရင်စရာဓမ္မောမိစရံအနတ္တိတောငါလည်းပဲအိုခြင်းသဘောရှိတယ်အိုခြင်းတရားကိုငါလည်းကြော်လွှားပြီးတော့မသွားနိုင်ဘူးသူသာအိုတာမဟုတ်ဘူးသူတို့သာအိုတာမဟုတ်ဘူးငါလည်းပဲအိုရအောင်မှာပဲဆိုတဲ့တန်ဝေကညာနဲ့ဆင်ញင်သုံးသပ်ပြီးတော့ကြည့်ဖို့လိုအပ်တယ်အဲ့ဒါလို့မသုံးသပ်မိသေးဘူးဆိုလို့ရှိရင်တန်မြာဝဆင်းကလွတ်ဖို့အရေးဟာဝေးနေသေးတယ်လို့ပြောအသိဉာဏ်ရှိတာနဲ့ဝေးနေသေးတယ်ဒီလိုဆိုအောင်ဒါကြောင့်မို့လို့စဉ်းစားဉာဏ်ဘာပဲမြင်လိုက်စဉ်းစားဉာဏ်ဖြစ်ဖို့လိုအပ်တယ်ဟောစရာဓမ္မောမိငါမှလည်းအိုခြင်းသဘောရှိတယ်စရံအနတ္တိတော့အိုခြင်းတရားကိုငါလည်းမလွန်မြောက်နိုင်သေးဘူးလို့အဲ့ဒါလို့တွေးတောတာဟာတန်ဝေကအဲ့ဒါလို့တွေးတောမိပြီးတော့ဘဝအပေါ်မှာထိတ်လန့်တုန်လှုပ်လာပြီးတဲ့နောက်မှာတံဝိခတ္တသယောနိသောပဒနာလို့ဆိုတာမမှန်ကန်ကန်အထုတ်ကြိုးပမ်းမှုဆိုတာဘာလဲဆိုတော့တန်ရာထဲမှာဘဝတစ်ခုရလာရင်တော့အိုမင်းရင်ရောခြင်းကိုလွန်မြောက်နိုင်မှာမဟုတ်ဘူးဒါကြောင့်မို့တန်တရားဝဆင်းရဲကလွန်မြောက်ရာအကျင့်တစ်ခုငါကျင့်ကြံကြိုးကိုအထောက်အမှာဖြစ်တယ်အဲ့ဒီအကျင့်တရားဆိုတာလေမြတ်စွာဘုရားဟောကြားတဲ့မေဇိမပฏิရဗြဟ္မစရိယလို့ဆိုတဲ့မဂ္ဂင်၈ပါးအကျင့်တရားမှလွဲ၍တန်တရားကထွက်ပေါက်ရနိုင်တဲ့လမ်းကြောင်းမရှိဘူးဒီလမ်းကြောင်းကပဲထွက်ရမယ်ဒီလမ်းကြောင်းအတိုင်းတို့တွေကျင့်ကြံကြိုးကိုအထောက်ရမယ်အဲ့ဒီအတိညာရခြင်းဒီပင်လင်လမ်းကိုရောက်လာတဲ့သဘောဒီလမ်းကြောင်းပေါ်ရောက်ရှိလာအမှန်စင်ရင်စဉ်းစားနိုင်ခြင်းဟာသမ္မာသင်္ကပ္ပအမှန်စင်ရင်စဉ်းစားလို့ဘဝအပေါ်မှာအခြေအနေမှန်ကိုမြင်လာတာကသမ္မာဒိဋ္ဌိထို့သောမြင်ဖို့ရာကြိုးစားအထောက်တာကသမ္မာဝါယာမဘဝနဲ့ဆက်ဆက်ပြီးတော့စိတ်ကြံတွေးမှုတွေဘဝနဲ့ဆက်ဆက်ပြီးတော့တတိကတ်နေတာကသမ္မာတတိဘဝနဲ့ဆက်ဆက်ပြီးတော့တွေးတဲ့အတွေးအာယုန်နဲ့စိတ်နဲ့တည်ငြိမ်မှုကိုရတာသမ္မာသမာဓိလို့ဟောမဂ္ဂင်၈ပါးတဲ့ကဒီမဂ္ဂင်တရားတွေကအလုံးလုံးလိုက်တာတံဝိခတ္တသယောနိသောပရဏံမှန်ကန်တဲ့လမ်းကြောင်းပေါ်ကိုတက်ရောက်လာခြင်းပဲဖြစ်အကယ်၍သာငါလဲအိုခြင်းသဘောရှိတယ်အိုရအောင်မှပဲလို့မတွေးမိဘူးဆိုလို့ရှိရင်မတွေးဘူးဆိုလို့ရှိရင်ဘာတွေဖြစ်လာသူတို့သာအိုတာငါကြတော့မအိုငါအခုမှငယ်ငယ်လေးရှိသေးတယ်ငါဟာအမြဲတမ်းနုပြိုနေတယ်လို့စိတ်ထဲမှာထင်ပြီးရွတ်ပနမထလို့ခေါ်တယ်နုပြိုမှုအပေါ်မှာမန်တက်လာ
ရှုနုပြုံမှုပေါ်မှာမာနတွေတက်လာသူတို့သာအိုတာငါတို့မအိုဘူးလို့အဲ့ဒါလို့စိတ်အထင်ရောက်လာတယ်သို့မဟုတ်ငါတို့အိုဖို့အဝေးကြံသေးတယ်ငါတို့ဟာခုမှအသက်ငယ်ငယ်လေးရှိသေးတယ်လို့တွေးမိတဲ့ပုဂ္ဂိုလ်ဟာမိမိလျော်ရောနေခြင်းကြောင့်မပြောသင့်တာတွေပြောမိတယ်မလုပ်သင့်တာတွေလုပ်မိတယ်မတွေးသင့်တာတွေတွေးမိတယ်ဆိုတဲ့အကုသိုလ်မှုတွေလုံးမိသွားတတ်တယ်ရွပနမထဆိုတာဒါအဲ့ဒါလို့တွေးမိသွားတာနဲ့တပြိုင်နက်အကုသိုလ်မှုတွေဟာကိုယ်တဏ္ဍာမှာဖြစ်သွားရောဖြစ်သွားတာနဲ့တပြိုင်နက်တန်ရာဝကလွတ်ဖို့အတွက်ဝန်လေးသွားပြန်ဖြစ်နိုင်ဖို့လမ်းကြောင်းဟာပိတ်သွားပြန်ဒီလိုဆိုလိုတာအဲ့ဒီလမ်းကြောင်းကိုဘာနဲ့ပိတ်လိုက်ရတာတော့ဆိုအမှန်စဉ်းစားခြင်းအမှန်မြင်ခြင်းနဲ့ပိတ်ရအမှန်စဉ်းစားခြင်းဆိုတာစရာဓမ္မောမိငါငယ်ငယ်လေးရှိတော်လဲပဲငါမှအိုခြင်းသဘောဟာရှိနေတယ်ဟုတ်ဆိုလိုတာကလူတယောက်ကျမ်းမာတယ်လို့ဆိုနေပေမဲ့ယောဂအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ဆိုပါစို့ကြောက်เสียကောင်းတဲ့ယောဂတွေ HIV တွေစီပိုးဘီပိုးစသဖြင့်ပေါ့ခန္ဓာကိုယ်မှာစွဲပြီးတော့နေတဲ့ယောဂတစ်ခု positive ဖြစ်နေပြီဆိုပါစို့ positive ဖြစ်နေတာကိုသိတဲ့ပုဂ္ဂိုလ်တရားစဉ်းစားကြည့်မယ်ဆိုရင်positive ဖြစ်ပြီးတော့ activate ဖြစ်ပြီးတော့ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တွေကိုမြင်လိုက်တဲ့အခါငါလည်းပဲဒီယောဂဟာ positive လို့ဆိုတယ်ငါလည်းပဲသူ့လိုပဲဒီနေ့ကျတော့ဒုက္ခရောက်မှာပဲဆိုတဲ့အတွေးမျိုးတွေးနိုင်ရမယ်ဒီလိုဆိုတာသူသာဖြစ်တာငါမဖြစ်ဘူးဆိုတဲ့အတွေးမျိုးတွေးလို့ရှိရင်ခုနမှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်လာမှာမဟုတ်ဘူးဒါကြောင့်မို့အိုခြင်းသဘောဆိုတာလူတိုင်းမှာ positive ဖြစ်နေတဲ့အရာသာဖြစ်တယ်အဲ့ဒီအိုခြင်းသဘောကိုလွန်မြောက်ပြီးတော့မသွားနိုင်ကြဘူးတဲ့အဲ့ဒီလိုမြင်ခြင်းသည်ပဲလေအမှန်မြင်ခြင်းပဲဖြစ်တယ်ပေါ့အမှန်မြင်ခြင်းဥဆောင်လာတဲ့အခါမှာအမှန်တွေးခြင်းအမှန်လှုပ်ခြင်းမှန်ကန်တဲ့တတိမှန်ကန်တဲ့တမာတိဆိုတာတွေနဲ့အလုံးလုံးခြင်းဆိုတာတွေဟာဇက်တိုက်ဖြစ်ပေါ်လာနိုင်တာပေါ့ဒါကြောင့်မို့ဆင်ញင်စဉ်းစားမှုဟာသိပြီးတော့အရေးပါတယ်ဆင်ញင်စဉ်းစားရမယ်လို့ဒီလိုဆိုတယ်ထို့တူပဲလူနာတယောက်ကိုတွေ့တဲ့အခါမှာအသက်အတန်ဖြစ်ပြီးတော့ဒုက္ခရောက်နေတဲ့ယောဂဝေဒနာခံစားနေရတဲ့ပုဂ္ဂိုလ်တယောက်ကိုမြင်တဲ့အခါမှာငါတို့ကတော့ကျမ်းမာတယ်သူသာဒီယောဂတွေခံနေရတယ်လို့စိတ်ထဲမှာမအောင်မေ့တယ်အဲ့ဒါလို့စိတ်ထဲမှာအောင်မေ့လို့ရှိရင်ဘာမာနတွေဖြစ်တုံးဆိုမနေတက်လာတတ်တုံးဆိုအာရောချပဋ္ဌငါတို့ကတော့မာတယ်ကျမ်းမာတယ်ဘာမှမဖြစ်ဘူးဆိုတဲ့အတွေးအထင်တွေရောက်လာပြီးတော့မိမိလျော်ရောနေခြင်းကြောင့်အကုသိုလ်တွေကိုယ်တဏ္ဍာမှာဖြစ်ပေါ်လာနိုင်တယ်ဒါကြောင့်မို့အဲ့ဒီလိုငါကျမ်းမာတယ်ဆိုတဲ့အတွေးဟာလမ်းချော်သွားစေတိုင်းတဲ့အတွေးဖြစ်သည့်အတွက်ကြောင့်မြတ်စွာဘုရားကအဲ့ဒီအတွေးမျိုးကိုမတွေးနဲ့တန်ဝေကဖြစ်တဲ့အတွေးမျိုးကိုတွေးရမယ်ဘယ်လိုတွေးရမလဲဗျာဒိဓမ္မောမိဗျာဒိအနတ္တိတောငါမှလည်းဖြာနာခြင်းသဘောရှိတယ်ဖြာနာခြင်းသဘောတရားကိုငါလည်းမလွန်မြောက်နိုင်သေးဘူးဆိုတဲ့အတွေးကိုတွေးပြပါအဲ့ဒါလို့တွေးမှမှန်ကန်တဲ့အမြင်တစ်ခုကိုရမယ်မှန်ကန်တဲ့အမြင်တစ်ခုရမှမှန်ကန်တဲ့ကြိုးပမ်းမှုတွေမှန်ကန်တဲ့တတိမှန်ကန်တဲ့တမာတိတွေဖြစ်ပြီးတန်လျာဟိုဆင်းကလွန်မြောက်နိုင်တယ်သို့မဟုတ်ဗျာဒိတရားကိုကြော်ဖြတ်သွားနိုင်တဲ့အနေအထားမျိုးကိုရောက်မှဖြစ်တယ်ဒီလိုဆိုတာနောက်တစ်ခုတဝုတယောက်အနိစ္စရောက်သွားပြီတမန်တော်ဘဝပြောင်းသွားပြီဆိုတဲ့အခါမှာသိခြင်းတရားကိုယ့်ရဲ့မျက်စိရောက်မှာသို့မဟုတ်ကိုယ်မြင်ကွင်းထဲမှာကိုယ်အသိထဲမှာသိဆုံးသွားကြတဲ့ပုဂ္ဂိုလ်တွေကိုယ့်ရဲ့ဆွေမျိုးတွေတဲကဖြစ်စေမိတ်ဆွေသင်္ကားတွေတဲကဖြစ်စေအဲ့ဒါလို့သိဆုံးသွားကြတဲ့ပုဂ္ဂိုလ်တွေကြည့်ပြီးတော့သူတို့သာသေတာငါမသေဘူးဆိုတဲ့အတွေးမျိုးကိုမတွေးမိစေနဲ့တွေးမိလို့ရှိရင်ဇီဝိတမဒတဲ့အသက်ရှင်မှုပေါ်မှာမန်ရစ်လာတဲ့ငါမသေဘူးဆိုတဲ့မန်ရစ်လာတဲ့ပုဂ္ဂိုလ်တယောက်ဟာမကောင်းတဲ့အလုပ်တွေကိုလုပ်မိတတ်တယ်အကုသိုလ်တွေတိုးပွားလာနိုင်တယ်ဒါကြောင့်မို့မှန်ကန်တဲ့အမြင်နဲ့စဉ်းကျင်စဉ်းစားရမှာကတော့ဘာလဲဆိုရင်မရဏဓမ္မောမိမရဏအနတ္တိတောငါမှလည်းသေတတ်တဲ့သဘာဝတွေငါမှရှိနေတယ်
ငါလည်းသိချင်းတရားကိုကြော်လွှားမသွားနိုင်သေးဘူးဆိုတဲ့အတွေးကိုတွေးပါတဲ့အဲ့ဒီအတွေးဟာဒီနေရာမှာတမ္မာသင်္ကပ္ပမှန်ကန်တဲ့အတွေးလို့ခေါ်တယ်တံဝေကအတွေးတံဝေကအတွေးဖြစ်သည့်အတွက်ကြောင့်တမ္မာဒိဋ္ဌိမှန်ကန်တဲ့အမြင်တစ်ခုသိခြင်းသဘောရှိတယ်ဆိုတာဟာမှန်ကန်တဲ့အမြင်တစ်ခုပဲကိုယ့်ကိုသိတာအဲ့ဒီသိလာသည့်အတွက်ကြောင့်သိခြင်းတရားကသိခြင်းသဘောတရားကိုကျော်လွှားနိုင်ဖို့ကြိုးစားအထောက်တာတမ္မာဝါယာမကြိုးစားအထောက်တဲ့အခါမှာရှုမှတ်ရမယ့်အာယုံပေါ်မှာစိတ်နဲ့မပြတ်တွဲဖက်ပေးတာကတမ္မာတတိစိတ်ကလေးတည်ငြိမ်မှုရတာတမ္မာသမာဓိလို့ဆိုပြီးတော့အခုလို့မဂ္ဂင်လမ်းကြောင်းပေါ်ရောက်သွားပြီလို့ဆိုမှမှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်တာတံဝိကတ္တသယောနိသောပဋ္ဌာနံလို့မြတ်စွာဘုရားကဒီလိုဟောတာဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့တံဝေကဖြစ်เสียနဲ့ကြုံကြိုက်လာတဲ့အခါမှာတံဝေကဖြစ်အောင်ဆင်ခြင်စဉ်းစားကြည့်ဖို့လိုအပ်တယ်ပေါ့ခုချိန်မှာအခုမိမိတို့ကျေးဇူးရှင်ဆရာတော်ဘုရားကြီးဝေတော်တိုက်အုပ်ဆရာတော်ကြီးတက်တော်90ကျော်ဘဝနှစ်ကြောင်းရွှေ့ပြောင်းစံသားသွားတဲ့အခါမှာဒီလိုဆရာတော်ကြီးဒီပင်လေနောက်ဆုံးမှာဘဝသေဆုံးခြင်းနဲ့ကြုံတွေ့ရသေးတယ်ငါတို့တွေဘယ်မှာလွတ်နိုင်မလဲလို့ဆိုတဲ့တတိတံဝေကတရားရှေ့သွားရှိဖို့လိုအပ်တယ်ပေါ့ဒါကြောင့်မို့တံဝေကဖြစ်เสียဆိုတာဒီတစ်ခုတည်းမဟုတ်ဘူးတံဝေကဝတ္ထု၈ပါးတဲ့တံဝေကဆိုတာထိတ်လန့်တုန်လှုပ်เสียဝတ္ထုဆိုတာအကြောင်းတရားအဲ့ဒီတံဝေကဖြစ်ဖို့အကြောင်းတရားဟာ၈မျိုးရှိတယ်အဲ့ဒီ၈မျိုးကိုမှတ်သားပြီးတော့ဘုန်းကြီးတို့တွေမပြတ်ဆင်ញင်စဉ်းစားပြီးတံဝေကဖြစ်အောင်ကြိုးစားကြရမှာဖြစ်တယ်ဩတ္တပဆိုတာနဲ့အသိဉာဏ်ဆိုတာရဲ့ဒီနှစ်ခုတွဲဖက်ထားပြီးတော့အသိဉာဏ်နဲ့ရှင်တဲ့ဩတ္တပတဏှာဝကိုကြောက်ရွံ့တဲ့ထိတ်လန့်တဲ့ဩတ္တပတရားနဲ့မှန်ကန်တဲ့အမြင်နဲ့ရှုမြင်သုံးသပ်တတ်ဖို့တံဝေကဝတ္ထု၈ပါးကိုအထက်ကရာတွေမှာဘယ်လိုရှင်းပြတော့ဆိုအထတံဝေကဝတ္ထုနိနာမတန်ခါဝတ္ထုဆိုတာ၈မျိုးရှိတယ်အဲ့ဒီ၈မျိုးကဘာတွေလဲလို့ဆိုရင်ဇာတိစရာဗျာတိမရဏာနိစတ္တာရိမွေးဖွားလာခြင်းဟာလဲတံဝေကဖြစ်เสียပဲအဲ့တော့အခုလို့သေဆုံးတာတွေ့မှသေဆုံးမှုနဲ့ကြုံတွေ့မှတံဝေကဖြစ်ရမှာမဟုတ်ဘူးနော်မွေးဖွားလာတဲ့ဒီနေ့စဉ်နဲ့အမျှမြန်မာနိုင်ငံမှာဆိုလို့ရှိရင်မိခင်တွေကသားသမီးတွေကိုမွေးဖွားပေးနေကြတယ်အဲ့ဒီမွေးဖွားလာတာကိုကြည့်ပြီးတော့လေတံဝေကဖြစ်ဖို့လိုအပ်တယ်နော်ဇာတိတရားနဲ့ပတ်သက်ပြီးတော့ဇာတိဆိုတာဘဝတစ်ခုကိုရရှိလာတာကိုဇာတိလို့ခေါ်တယ်အဲ့ဒါလဲတံဝေကဖြစ်ရမယ့်အရာတစ်ခုတဲ့စရာအိုမင်းရင်ယုံမှုနဲ့ကြုံတွေ့ရတာလဲတံဝေကဖြစ်เสียတစ်ခုတဲ့ဗျာတိယောဂဝေဒနာနှိစ္စခံရမှုနဲ့ကြုံတွေ့တဲ့အခါမှာလဲတံဝေကဖြစ်เสียတစ်ခုမရဏသေဆုံးခြင်းနဲ့ကြုံတွေ့ရတဲ့အခါမျိုးမှာလည်းပဲတံဝေကဖြစ်ရမယ်လို့ဘဝတစ်ခုဟာအစပြုတဲ့အချိန်ကနေစပြီးတံဝေကဖြစ်เสียတွေတွေ့ဖို့လိုတယ်ပေါ့ဇာတိဆိုတဲ့အစပိုင်းမှာလည်းပဲတံဝေကဖြစ်ဖို့လိုအပ်တယ်စရာဆိုတဲ့အလယ်ပိုင်းမှာလည်းတံဝေကဖြစ်ဖို့လိုတယ်ဗျာတိဆိုတဲ့အလယ်ပိုင်းမှာလည်းတံဝေကဖြစ်ဖို့လိုတယ်မရဏဆိုတဲ့နောက်ဆုံးပိုင်းနဲ့ကြုံတွေ့တဲ့အခါမှာလည်းတံဝေကဖြစ်ရမယ်လို့အမှန်ကန်ဆင်ញင်စဉ်းစားပြီးတော့တံဝေကဖြစ်ဖို့ရဒီအကြောင်း၅၄မျိုးရှင်းဥစွာမှတ်သားထားပြီးနောက်တံဝေကဖြစ်เสียပါတော့ဆိုအပါယဒုက္ခအပေပုံသားတွေရဲ့ဆင်းရဲဒုက္ခကိုကြည့်ပြီးတော့ဒါလည်းတံဝေကဖြစ်ရဥပမာမဲ့နွားတကောင်ကိုမြင်တယ်နှစ်ပါးကျိုးထိုးပြီးတော့လူတွေကအနိုင်ကျင့်ပြီးတော့စေခိုင်းတာကိုခန်းနေရတယ်တံဝေကဖြစ်ရမြင်းတကောင်တွေ့တဲ့အခါမှာလဲအနိုင်ကျင့်ပြီးတော့လူတွေကနော်တန်ကြောင်ကြီးပါဇက်ထဲထည့်ပြီးတော့ကျိုးတက်ပြီးတဲ့အခါမှာအနိုင်ကျင့်ပြီးတော့သူ့ကိုဝင်ယုံခိုင်းတာတွေကိုဒါတွေနဲ့တံဝေကဖြစ်စီ
နေ့စဉ်မြင်ကွင်းမှာမမြင်ခြင်းအဆုံးဖြစ်နေတဲ့ဝက်တွေကျိုးနဲ့တုပ်ပြီးတော့တင်သွားပြီးလူတွေကသတ်စားကြတယ်ချက်တွေကျိုးနဲ့တုပ်ပြီးတော့ကျွဲလောင်းဆွဲပြီးခေါ်သွားပြီးနေ့စဉ်တပ်ဖြတ်ပြီးတော့စားနေကြတယ်ဟောတရိษံဘုံလို့ဆိုတဲ့အပေဘုံသားတွေဟာလုံခြုံမှုလုံးဝမရှိဘူးကဲတင်မဲ့လူလုံးဝမရှိဘူးအနိုင်ကျင့်ပြီးတော့တတ်စားစရာတစ်ခုအနေနဲ့လူတွေဟာယူဆပြီးတော့အနိုင်ကျင့်တပ်ဖြတ်ပြီးတော့မိမိတို့ကစားတော့နေကြတာကိုကြည့်လိုက်မယ်သူတို့ဒုက္ခဟာဘယ်လောက်ကြီးသလဲကိုချင်းစာတရားနဲ့ဆင်ញင်သုံးသပ်ကြည့်လိုက်ရင်လေတန်ဝေကဖြစ်เสียဟောဒါကကိုမြင်ရတဲ့အပေဘုံမမြင်ရတဲ့အပေဘုံကိုကြည့်ငရဲဆိုတာဒလဇတ်ဆင်းရဲဒုက္ခတွေကိုခံနေရတယ်ငရဲမိထဲမှာသွားပြီးတော့ဖြစ်တဲ့ပုဂ္ဂိုလ်ဟာငရဲမိဟာ24နာရီစင်ဆက်မပြတ်လောင်းနေတာကိုခံရတယ်ညှင်းဆဲနှိမ့်ဆက်မှုတွေမျိုးစုံခံနေရတယ်ဆိုတဲ့ငရဲသားတို့ရဲ့ဒုက္ခစားရမဲမဲတောင်းရမဲမဲနေရမဲမဲခန္ဓာကိုယ်ကြီးကကြီးလေးပြီးတော့စားရတဲ့ပါးစပ်ပေါက်ကလေးကသေးသေးလေးနဲ့ဘယ်တော့မှဝါတယ်မရှိတဲ့ရှားပါပြီးဒုက္ခရောက်နေတဲ့ငတ်ပြတ်နေတဲ့ပြိတ္တာဘဝတရိษံဘဝလူတွေကသိပြီးတော့နေကြတယ်တရိษံဆိုဒီမှာအညမညခာရိကာဒုဗ္ဗလခာရိကာလူတွေမွေးထားပြီးတော့လူတွေကတတ်စားနေတဲ့တရိษံနေသားလဲဆင်းရဲဒုက္ခရောက်တယ်တောထဲမှာနေတဲ့အကောင်တွေဆင်းရဲဒုက္ခမရောက်ဘူးလို့မအောင်မိတ်လေနဲ့တောထဲမှာရှိတဲ့တရိษံတွေဟာအညမညခာရိကာအချင်းချင်းတတ်ပြီးတော့စားနေကြတယ်ဒုဗ္ဗလခာရိကာအားရှိတဲ့အကောင်ကအားမရှိတဲ့အကောင်ကိုတတ်စားနေဒီကနေ့ခေတ်မှာဆိုအလွယ်တကူတရိษံတွေရဲ့ဒုက္ခကိုသိရှိနားလည်နိုင်တယ်ပေါ့ Discovery Channel တို့ Safari တို့ဒါတွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တန်ဝေကဖြစ်เสียရေစာလို့ရေစင်းဆင်းမိချောင်းကတတ်စားကုန်းပေါ်မှာနေသမင်လေးတွေဆိုကြားကတတ်စားလိုက်ချက်သိကတတ်စားလိုက်ချင်းသေးကတတ်စားလိုက်နဲ့အချင်းချင်းတပ်ဖြတ်ပြီးတော့စားတော့ပြီးတော့နေကြတဲ့အကာအကွယ်မဲ့နေတဲ့တရိษံလောကအဲ့ဒီတရိษံတွေရဲ့ဒုက္ခကြည်ရင်အပြင်လည်းပဲဘဝဆိုတာအလွန်ကြောက်เสียကောင်းပါလားလို့ဆိုရဲတန်ဝေကဖြစ်เสียဒါ၅ခုမြောက်လို့ခေါ်တယ်ပေါ့၅ခုမြောက်တန်ဝေကဖြစ်ရမယ်အချက်တစ်ခုပဲနောက်တစ်ခုကတော့အတိတေဝတ္တမူလကံဒုက္ခအတိတ်ဘဝတုန်းကတန်တရားထဲမှာဒုက္ခတွေခံခဲ့ရတယ်ဆိုတာပြန်လည်သုံးသပ်ဆင်ခြင်တွေးကြည့်ခြင်းအဖြစ်အတိတ်တုန်းကခံစားခဲ့ရတဲ့ဒုက္ခဝေဒနာတွေကိုမှန်းဆကြည့်လို့ရှိလို့ရှင်လေအဲ့ဒါလဲတန်ဝေကဖြစ်เสียပဲဒီတစ်ခုကအနာဂတိဝတ္တမူလကံဒုက္ခနောက်ဘဝတွေမှာလဲတန်တရားဝကမလွတ်သေးလို့ရှင်အခုလိုဥခြင်းနာခြင်းသိခြင်းဆိုတာတွေခံရမယ်အပယ်လေးပုံရောက်ရင်အပယ်ဒုက္ခတွေခံရအောင်မယ်ဆိုတဲ့ဝတ်ကိုအခြေပြုပြီးတော့တန်တရားတွေကမလွတ်နိုင်မှုကိုအကြောင်းပြုပြီးဖြစ်ပေါ်လာမဲ့ဒုက္ခတွေဟာအမျိုးစုံတို့တွေခံကြရအောင်မှာပဲရသော်ဘုရားကအနာမတေကသုတ်တံမှာဟောထားတာရှိတယ်ကိုမြင်ကွင်းထဲမှာတရိษံတကောင်ရဲ့ဒုက္ခကိုမြင်လိုက်ရင်ငါလည်းဒီဘဝမျိုးကြုံခဲ့လှလေပြီလို့နှလုံးသွင်းပါတဲ့ဟောသူကအခုကြုံနေတာငါကမကြုံဘူးသို့တော့ငါလည်းဒီဘဝမျိုးကြုံခဲ့တာများလှပြီလို့နှလုံးသွင်းပါအဲ့ဒါလို့အမှန်ကန်မြင်ဖို့ရအတွက်ဒီတန်ဝေကဝတ္ထု၈မျိုးတန်ဝေကဖြစ်เสียအကြောင်းတွေကိုမြတ်စွာဘုရားဒီလိုဟောတာနောက်တစ်ခုကတော့ပစ္စုပန်နေအာဟာရပရိယတ္တိမူလကံဒုက္ခနဲ့နံပါတ်၈ကအခုလက်ရှိဘဝမှာရဲ့ဒုက္ခကိုပြန်စဉ်းစားကြည့်နေ့စဉ်နဲ့အမျှပညာတတ်တဲ့ပုဂ္ဂိုလ်ရောပညာမတတ်တဲ့ပုဂ္ဂိုလ်ရောပိုက်ဆံချမ်းသာတဲ့ပုဂ္ဂိုလ်ရောမချမ်းသာတဲ့ပုဂ္ဂိုလ်ရောလူကြီးရောလူငယ်ရောဆိုတာလို့ဘာအတွက်ရှားနေကြနေ့စဉ်စားတော့ဖို့အတွက်လုပ်နေကြအေးချမ်းချမ်းနေရသလားဆိုမနေရဘူးကလေးပေါစားလေးတွေကြည့်လေမွေးလာတာနဲ့တပြိုင်နက်နို့တောင်မစင်သေးဘူးကျူရှင်နဲ့ပို့လိုက်ပြီးကျောင်းနဲ့သွားရပြီသူတို့မှဆော့ရမယ်ကစားရမယ်လူ့ဘဝမှာလွတ်လွတ်လပ်လပ်နေရမယ်အချိန်လေးရောရှိသလားဆိုမရှိဘူးဒီကနေ့ဟာပို့ပြီးတော့များလာသီရိလင်္ကာနိုင်ငံမှာနေတော့ကကာတွန်းလေးတစ်ခုဆွဲထားတာတွေ့ရတယ်သတင်းစာတွေမှာကာတွန်းရုပ်လေးဆွဲထားတယ်ကလေးလေးနောက်ကြောဘိုးလေးလွယ်ပြီးတော့ကုန်းနဲ့ကလေးပေါက်စားလေးသွားနေတာသူ့ရဲ့
နောက်ကကြောကုန်းမှာပိုးထားတဲ့ကျောင်းလွယ်အိတ်ကစာအုပ်တွေကဖောင်းနေတော့ကလေးလေးဟာခါလေးကုန်းပြီးတော့သွားနေအောက်ကစာရန်လေးရေးထားတယ်ဒီကလေးဘာအပြစ်ရှိလို့ဒီလောက်ဓာန်ပေးကြတာတော့ရေးထားတာရှိအဲ့တော့ဒီကနေ့ခေတ်မှာကြည့်လေမွေးတယ်မှမကြသေးဘူးကျူရှင်ရောက်သွားပြီကလေးကမူဂျူတောင်မှကျူရှင်ရှိနေပြီကဲအဲ့ဒါဘာအတွက်တုံးဆိုအာဟာရပရိယတိပဲစာဝတ်နေအတွက်အခုချိန်ကလေးလေ့ကျင့်ကြတာအရွယ်လေးရောက်လာတဲ့အချိန်မှာလဲကြောင်းနဲ့ကျူရှင်နဲ့အိမ်နဲ့ဒီလိုဟာလမ်းကြားမှာပဲအချိန်ကုန်ပြီးတော့လူဘဝကြောင်းပြီးသွားတဲ့အခါကျတော့လဲစာဝတ်နေအတွက်လုံးမနေရတသက်လုံးလောကမှာကုန်ယုံပြီးတော့နေကြဘာတွေအတွက်လဲစားစရာအတွက်ဝတ်စရာအတွက်နေစရာအတွက်မကြမ်းမမာရင်ဆေးဝါးကုဖို့အတွက်ဆိုတာဒါတွေအတွက်မှန်းထားပြီးတော့အလုံးလုံးနေကြတဲ့ပစ္စုပန်မှာလက်တွေ့ကြုံတွေ့နေရတဲ့ဘဝဟာလေတန်ဝေကဖြစ်เสียကြီးပဲနော်သို့တော့တမ္မာပုဂ္ဂိုလ်တွေကတော့ပျော်စရာကြီးလို့အောက်မေ့နေတယ်ဒါပျော်စရာကြီးလို့အောက်မေ့နေကြတဲ့အမှန်ကန်တဲ့အတွေ့အကြုံမဟုတ်တော့ဘူးစိတ်ပြည့်စရာငြိမ်းငွေစရာဒုက္ခရောက်စရာကြီးပဲလို့ဒီလိုမြင်ရမယ်ဒါကိုတန်ဝေကဝတ္ထု10မျိုးလို့ခေါ်တယ်သာတိစရာဗျာတိမရဏက4မျိုးအပါယဒုက္ခနံပါတ်5အတိတေဝတ္တမူလကဒုက္ခအတိတ်တုန်းကခံစားရတဲ့ဒုက္ခတွေ6ခုမြောက်အနာဂတေဝတ္တမူလကဒုက္ခအနာဂတ်မှာကြုံတွေ့ရမယ့်ဆင်းရဲဒုက္ခတွေက9ခုမြောက်ပစ္စုပန်လက်ရှိဘဝမှာအစာအာဟာရရှာဝေဖို့အတွက်ကြိုးပမ်းအထောက်နေရတဲ့ဒုက္ခက10ခုမြောက်အဲ့ဒီ10မျိုးကိုတန်ဝေကဝတ္ထု10မျိုးတဲ့ထိတ်လန့်ပွဲတုန်လှုပ်ပွဲစိတ်ပြက်ပွဲညီးမွေးပွဲအကြောင်းတရားတွေလို့ဒီလိုဆိုလိုတယ်အဲ့ဒီအကြောင်းတရားတွေကိုကြည့်ပြီးတော့တန်ဝေကဆိုတဲ့ထိတ်လန့်တုန်လှုပ်မှုဟာဖြစ်ဖို့လိုအပ်တယ်ပေါ့အဲ့ဒါမဖြစ်သေးဘူးဆိုရင်တဏှာဝုကလွတ်ဖို့လမ်းစတောင်မရသေးဘူးလို့ဒီလိုပြောနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုရပါလို့ဤလို့ဘယ်လိုပဲဆုတောင်းနေဒါဖြစ်လာအောင်မဟုတ်သေးဘူးပေါ့ဒါကြောင့်မို့မှန်ကန်တဲ့အတွေ့တွေတွေးတတ်ဖို့ဒီလိုဆိုရဒါဖြင့်တခုချင်းကြည့်မယ်ဆိုလို့ရှိရင်ဇာတိဆိုတဲ့လူဘဝမွေးဖွားလာခြင်းဟာဘာကြောင့်ဒုက္ခလို့ပြောနိုင်တာလဲမွေးဖွားလာတာဟာဘဝမှာပျော်စရာတွေတွေ့ရမှာမဟုတ်လားလူဘဝရောက်လာပြီဆိုရင်လူချမ်းသာတွေခံစားရမယ်လူဘဝမှာအပေါင်းအသင်းတငယ်ချင်းတွေစီစဉ်ဥစ္စာတွေနဲ့ဘဝမှာပျော်ရွှင်စရာတွေမရှိဘူးလားဆိုရှိတယ်လူချမ်းသာဆိုတာမရှိဘူးမဟုတ်ရှိတယ်ကောင်းပြီအဲ့ဒီလူချမ်းသာတွေဟာထာဝရတည်မြဲလာလို့ဆိုမတည်မြဲဘူးလူချမ်းသာတွေချမ်းသာမှုကိုကြည့်ပြီးတော့အတ္တဓာတ်လို့ခေါ်တယ် enjoy ရေးပုံနှစ်သက်စရာတခုရမှန်တယ်အဲ့ဒီနှစ်သက်စရာရှိနေလို့လူတွေဟာနှစ်သက်ပျော်မွေ့နေကြတာအေးဒီနှစ်သက်ပျော်မွေ့ဟာအပြည့်အနာစာပိုင်းကကြည့်လိုက်မယ်ဆိုလို့ရှိရင်ဘဝရဲ့ပျော်စရာကောင်းတဲ့အပိုင်းရှိတယ်လို့စိတ်ပြည့်ညီးငွေ့စရာကောင်းတဲ့အပိုင်းကဘာလဲလို့ဆိုရင်ဘဝဟာမတည်မြဲမှုထာဝရပြောင်းလဲနေမှုဒါဟာမတည်မြဲတဲ့သဘောတရားကြီးကစိတ်ပြည့်ညီးငွေ့စရာပဲချမ်းသာနေတဲ့ပုဂ္ဂိုလ်ကလည်းထာဝရချမ်းသာနေမှာမဟုတ်ဘူးနုပြိုနေတဲ့ပုဂ္ဂိုလ်ကလည်းထာဝရနုပြိုနေမှာမဟုတ်ဘူးအသက်ရှင်နေတာလည်းထာဝရအသက်ရှင်မှာမဟုတ်ဘူးအဲ့ဒါကြောင့်မို့လို့ထာဝရမဟုတ်လို့ပြောင်းလဲနေတတ်တဲ့သဘောကိုစဉ်းစားမိရင်စိတ်ပြည့်စရာကြီးဒါကအာဒီနဝလို့ခေါ်တယ်အဲ့လိုဘဝမှာตายပွဲရှိတယ်လို့စိတ်ပြည့်ဖွယ်တွေလည်းရှိတယ်ပေါ့စိတ်ပြည့်ဖွယ်တွေကိုအကြောင်းပြုပြီးတော့ဘဝကလွတ်မြောက်ဖို့အတွက်ရောရှိသလားဆိုရှိတယ်ဘဝပေါ်မှာတွေ့တာတဲ့ဘဝကိုလိုချင်တဲ့တဏှာရာဂကိုဖယ်ရှားပစ်ခြင်းဟာဘဝကထွက်ပေါက်ပဲလို့ဒီလိုဆိုတာပေါ့နော်ရသော်ဘုရားကတခုကိုဆင်ញင်သုံးသပ်တဲ့အခါမှာအချက်3ချက်နဲ့ဆင်ញင်သုံးသပ်တယ်အတ္တာဒတဲ့အာဒီနဝနေတရဏလို့ဒီလို3မျိုးနေတရဏအတ္တရာဆိုတဲ့ခြေတတ်เสียအချက်ရှိတယ်အာဒီနဝဆိုတဲ့အပြည့်အနာစာရှိတယ်နေတရဏဆိုတဲ့ထွက်ပေါက်ရှိတယ်အဲ့ဒါဟာအမှန်မြင်ရမယ့်အချက်3ချက်ပဲအေးဇာတိဆိုတာဘဝမှာမွေးဖွားလာတော့လူတွေဟာမိမိတို့မိသားစုတွေပဲဖြစ်စေ
နော်ဆေးရုံဆေးကနေမှမွေးလာပြီးတဲ့ဟေးဆိုလို့ရှိရင်လူတွေဟာပျော်ကြတယ်မိသားစုတွေကပျော်ကြတယ်သားလေးတဲ့သမီးလေးတဲ့နဲ့ဆိုပျော်ကြတယ်ပေါ့ဘေးကပုဂ္ဂိုလ်ကဝမ်းသာစရာလို့ထင်တယ်မွေးလာတဲ့ပုဂ္ဂိုလ်လေးကလည်းဘာမှတော့မစဉ်းစားမိဘူးမသိဘူးပေါ့ဒါဖြင့်သူရလာတာလေးဟာသူရလာတာဘာရလာတာဆိုဇာတိဆိုတဲ့မွေးဖွားခြင်းကိုရလာဇာတိဆိုတဲ့မွေးဖွားခြင်းဟာဘဝတည်းကိုခြေတလှမ်းလှမ်းပြီးတော့ခြေလှမ်းပြီးတော့ဝင်ရောက်လာခြင်းပဲဖြစ်တယ်အဲ့ဒီဝင်ရောက်လာခြင်းဟာဘာကိုအနှင်းလိုက်တာတော့ဆိုရင်မင်းလူဘဝမှာကြုံတွေ့ရမယ့်ဒုက္ခတွေခံပြီတော့လို့သူအနှင်းလိုက်တာနဲ့လာသရံတူတယ်ပေါ့လူဘဝရောက်လာပြီးမင်းလူဘဝရောက်လာလို့ရှိရင်အိုရမယ်နာရမယ်နောက်ဆုံးသေရမယ်ဆိုတာကိုသတ်မှတ်ပေးလိုက်တဲ့သဘောနော်ဘဝတစ်ခုရလာပြီဆိုရင်ဘဝဒုက္ခတွေမင်းခံပြီတော့လို့ဆိုပြီးတော့လွတ်လိုက်တာနဲ့တူတယ်အဲ့ဒီတိုင်းပဲခံရမှာပဲဘဝဒုက္ခတွေခံမယ်မင်းအသက်အရွယ်ကြီးလာမင်းဆံဖြူမယ်ခေါင်းနော်ခေါင်းဖြူမယ်သွားကျိုးမယ်ပရည်တွန့်မယ်အိုမင်းရင်ရောမယ်နောက်ဆုံးသေဆုံးမယ်ဆိုတာတွေကိုအနှင်းပေးလိုက်တာသူပါလာတာအဲ့ဒါတွေပါသွားတယ်အဲ့ဒါလို့ပါသွားတာတွေကိုတတိပဋ္ဌာသည့်အတွက်ကြောင့်ဘဝရောက်လာတဲ့ဟာအေးလူတွေကဝိုင်းဝန်းကျေနပ်ကြတယ်သူ့မှာအာမခံကြီးတွေနဲ့သူရလာတဲ့အချက်တွေကတော့သူ့အတွက်မှာမသက်သာလာဘူးတဲ့အတိတ်ဘဝကနေပြီးဒီဘဝမှာဖြစ်ပေါ်လာခဲ့တယ်ဖြစ်ပေါ်လာခဲ့ပြီးတော့ဒုက္ခမျိုးစုံနဲ့ကြုံတွေ့ဖို့လူလောကကြီးကိုလွတ်လိုက်ပြီးဒါကြောင့်မို့ခါးစီးပြီးတော့ခံပြီးတော့ဆိုတဲ့အတိတ်ပဲနော်ခါးစီးပြီးတော့ခံပြီးတော့တယောက်နဲ့တယောက်တော့မတူဘူးပေါ့ချမ်းသာတဲ့မိဘအိမ်ရောက်လာရင်တော်သင့်သက်သာတယ်သို့တော့အိုခြင်းဆင်းရဲနာခြင်းဆင်းရဲသိခြင်းဆင်းရဲဆိုတာတော့တူညီသောခံစားမှုကခံစားရအေးဒုက္ခမျိုးစုံခံမိတော့ဆိုပြီးတော့အနှင်းပေးလိုက်တယ်လို့ရောက်လာတာဖြစ်သောကြောင့်ဇာတိဆိုတာဟာအလွန်ဆိုးဝါးတဲ့ဒုက္ခတစ်ခုပဲမွေးဖွားလာခြင်းကြောင့်ကြုံတွေ့ရမယ့်ဒုက္ခတွေအားလုံးနော်ဘာဒုက္ခတွေတုံးလို့ဆိုဒုက္ခကိုဒီနေရာမှာ၃မျိုးခွဲပြောတဲ့အခါမှာဒုက္ခဆိုတဲ့အတိုင်းတကယ်ဒုက္ခဆိုတာဘာလဲခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့နော်သွားကြိုက်တာတို့နားကြိုက်တာတို့ဖျားနာတာတို့နေမကောင်းတာတို့ကြောအောင်တာဘိုက်အောင်တာအလုံးခံရခဲ့တဲ့အရာတွေမှသမျှဒုက္ခကာယိကဒုက္ခနောက်တစ်ခုစိတ်ဆင်းရဲမှုခံစားရတဲ့ဒေါမနတအဲ့ဒီဒုက္ခကာယိကဒုက္ခစေရတိခဒုက္ခလို့ဆိုတဲ့ဒီဒုက္ခတွေဟာဒုက္ခဆိုတဲ့အတိုင်းတကယ်ဒုက္ခပဲဒါတွေလည်းခံပြီးရောဒီဒုက္ခတွေနဲ့တွေ့ပြီးတော့လူဘဝရောက်လာလို့ရှိရင်ငိုရမယ်နော်စိတ်ဆင်းရဲရမယ်ကိုယ်ဆင်းရဲရမယ်ငိုကြွေးမှုတွေနဲ့တွေ့ရမယ်ဒီလိုဒုက္ခမျိုးတွေလည်းကြုံတွေ့ပြီးတော့ဆိုတဲ့အတိတ်ပဲနောက်ဒုက္ခတစ်ခုကဘာလို့ဆိုဝိပရိနာမဒုက္ခတယ်ဝိပရိနာမဒုက္ခဆိုတာဘာကိုရည်ညွှန်းတာတော့ဆိုဒုက္ခကိုရည်ညွှန်းတာအေးအပေါင်းအသင်းရောင်းရင်းနေနဲ့တွေ့ရလို့သုံးဖို့မိသားစုမှာကျေနပ်လို့ဒီချမ်းသာဒုက္ခရပြီးတော့ပျော်ရွှင်ချမ်းမြေ့စွာပျော်လိုက်ပါလိုက်နေရတဲ့ဒုက္ခအဲ့ဒီဒုက္ခသည်သာဝရမဟုတ်သည့်အတွက်ကြောင့်ပြောင်းလဲလာလို့ရှိရင်ဒုက္ခဖြစ်သွားတယ်ဒါကြောင့်မို့ဝိပရိနာမဒုက္ခလို့ခေါ်တယ်ချမ်းမာနေရာကနေမချမ်းမာဖြစ်တယ်ပြောနေရာကနေမပြောစရာဖြစ်လာတယ်နုပြိုရာကနေအိုမင်းလာတယ်ဟောဝိပရိနာမဒုက္ခပြောင်းလဲသွားတဲ့သဘောနောက်တစ်ခုကတော့ဘာလို့ဆိုလို့ရှိရင်သင်္ခါရဒုက္ခတဲ့သင်္ခါရသဘောတရားဆိုတာအကြောင်းတရားကိုမိတည်ပြီးတော့ဖြစ်နေတာဖြစ်သောကြောင့်သင်္ခါရဆိုတဲ့တရားမှန်သမျှဟာအကြောင်းပေါ်မှာမှီးနေရသည့်အတွက်ကြောင့်အကြောင်းပြောင်းသွားတာနဲ့တပြိုင်နက်အကျိုးတရားတွေဟာပြောင်းလဲမှုတွေဖြစ်ပေါ်အကြောင်းနဲ့အကျိုးဆက်သွယ်ပြီးတော့အကြောင်းတရားချွေရင်းသွားတာနဲ့တပြိုင်နက်ပြောင်းလဲမှုတွေဖြစ်တော့သဗ္ဗေသင်္ခါရဒုက္ခလို့ဆိုတဲ့အတိုင်းလူတွေရထားတဲ့ဘဝကြီးတစ်ခုလုံးဟာဒုက္ခကြီးပဲဒုက္ခကြီးကိုရထားမြတ်စွာဘုရားသခင်ကိုရောမြတ်ကရှင်းရှင်းလေးနားလည်အောင်ဟောထားတဲ့သုတ်တန်တွေမှာယောဘိက္ခဝေရူပတ္တဥပ္ပါရောဒုက္ခတေသောဥပ္ပါရောဒုက္ခနာကိုကြီးယုဒီခန္ဓာကို body လို့ဆိုတဲ့ရုပ်ကြီးရလာတာဟာဒုက္ခကိုရလာတာယောဘိက္ခဝေဝေဒနာယဥပ္ပါရောဒုက္ခတေသောဥပ္ပါရောခံစားမှုရရှိလာတာဟာလေဒုက္ခကိုရတာမှတ်သားမှုဆိုတဲ့တင်ညာရလာတာလေဒုက္ခကိုရ
အသိဉာဏ်ကအစလောဘတွေဒေါသတွေမောဟတွေစိတ်ထဲမှာဖြစ်ပေါ်လာတဲ့အတွေးတွေအားလုံးရလာတာဟာလေဒုက္ခကိုရအသိစိတ်ကိုရလာတာလေဒုက္ခကိုရလာတာလို့တန်ရုပ်ပါဠိတော်မှာမြတ်စွာဘုရားရလာတဲ့ခန္ဓာ၅ပါးဓမ္မစကြာတရားထဲမှာဟောသလိုတန်ခိတ်တေနပစ္စုပါရณะခန္ဓာဒုက္ခဥပါရณะခန္ဓာရလာတာဘာရလာတာဒုက္ခရလာတာလို့ဆိုတာဒါသင်္ခါရဒုက္ခအဲ့တော့လောကမှာဘုန်းကြီးတို့တွေမွေးဖွားလာတယ်မွေးဖွားလာတဲ့နေ့ကိုမွေးနေ့တွေလောက်ကြတယ်မွေးနေ့တွေလောက်တာတကယ်တော့မွေးနေ့ဆိုတာဟာပျော်ဖို့ရွှင်ဖို့မဟုတ်ခဲနဲ့တန်ဝေကယူဖို့သာဖြစ်တယ်နော်မွေးလာခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ဒုက္ခတွေမျိုးစုံတွေ့ခံရတယ်မွေးဖွားခြင်းဟာလက်တယ်ပဲသူ့ကြောင့်ဆင်းရဲဒုက္ခတွေအလုံးကြုံတွေ့ရတယ်သို့တော်လောကလူတွေကမွေးလာတာကိုပဲ happy birthday ဆိုပြီးတော့ဝိုင်းဆိုနေကြသေးတယ်နော်တကယ်ကြည့်မယ်ဆိုရင်တော့ happy ကနည်းနည်း unhappy တွေကများပါတယ်ဘဝကြီးတစ်ခုလုံးဟာ unhappy နဲ့ပဲကြုံတွေ့နေကြမဲတင်ပြီးတော့ဒါ happy birthday ဆိုနေရတော့လေလူကတဖြည်းဖြည်းအိုဒုက္ခတွေရောက်ဖို့ပဲရှိတယ်ပေါ့ဇာတိဆိုတဲ့ဒုက္ခဟာဒုက္ခအလုံးကိုလက်ရခေါ်ထားတဲ့နေချဖြစ်သောကြောင့်လူလေးတယောက်မွေးဖွားလာလိုက်ခြင်းဟာသွားပြီးတော့မင်းဒုက္ခတွေကိုအကုန်အနှင်းပေးလိုက်တယ်လူဘဝလူဒုက္ခတွေခံပြီးတော့ဆိုတဲ့ပုံစံမျိုးနဲ့လွတ်ထားနောက်ဆုံးပဲကြမှာရတ်တုံသိခြင်းဆိုတဲ့ဒုက္ခနဲ့ကြုံမှရပ်သွားတယ်ဒီလိုဆိုတာပေါ့နော်ဒါကြောင့်မို့လို့ဇာတိဟာဆင်းရဲဒုက္ခဒီကိုပို့ပေးတာဖြစ်သောကြောင့်အင်မတန်မှဆိုးတယ်ဘာနဲ့ဥပမာတူတော့ဆိုထောင်ဘူးဝမှာတင်ပြီးတော့နောက်ကခြေထောက်နဲ့ကန်ပြီးတော့သွားပြီးတော့ဆိုပြီးတော့ထောင်ထဲကိုတွန်းလှုပ်လိုက်တယ်လို့ပဲထောင်ထဲမှာကြုံတွေ့ရမယ့်ဒုက္ခတွေအကုန်ခံမရောလူဘဝရောက်လာတဲ့ပုဂ္ဂိုလ်ကလည်းအဲ့ဒါလို့ထောင်ဘူးဝကနေပြီးတော့တွန်းလှုပ်လိုက်တဲ့သဘောမျိုးဖြစ်တယ်ပေါ့သေးသေးချာချာစဉ်းစားကြည့်ရင်အဲ့ဒီအခြေအနေမျိုးကိုကြုံတွေ့ကြရမှာဖြစ်တယ်နောက်တစ်ခါလူဘဝရောက်လာပြီဟုတ်ပြီတဖြည်းဖြည်းရင့်ရောအိုမင်းလာတယ်နော်လှကျင်လို့အလှပြင်းရင်နဲ့အယုတ်ကဆိုးလာနော်သပင်းနေဆေးဆိုးရင်နဲ့ဖြူလာတယ်မနိုင်တော့ဘူးနောက်ပိုင်းကျတော့သွားတွေတဖြည်းဖြည်းကျိုးလာတယ်ဒီလိုဒုက္ခတွေခံလာတယ်စရာဒုက္ခစရာဆိုတာဘာပြောတာတော့ခန္ဓာပြိပါကလက္ခဏာတဲ့ကိုယ်ခန္ဓာရဲ့ရင့်လာရောလာဘာတဲ့ဥပမာတူလို့ဆိုရင်ပန်းမွင့်လေးဟာပွင့်လာကစားလန်းလန်းဆန်းဆန်းလေးတဖြည်းဖြည်းရင့်ရောလာတယ်ညှိုးနွမ်းလာတယ်တစ်သီးတွေနော်တဖြည်းဖြည်းအစိမ့်နုလေးကနေပြီးတော့ရင့်လာတယ်ရင့်လာပြီးတော့တဖြည်းမဲ့ပြီးတော့ကျွေပြီးပုတ်နော်ဒီအဆင့်ကိုရောက်သွားအဲ့ဒါလိုပဲဘုန်းကြီးတို့တွေရဲ့ခန္ဓာဟာလဲခန္ဓာပြိပါကလက္ခဏာတဲ့ဇရာဆိုတာဟာခန္ဓာကိုယ်ကြီးရင့်လာတဲ့သဘောကိုပြောတာတဲ့ဒါဖြင့်ရင့်လာတဲ့ခန္ဓာကိုယ်ကြီးကသူကဘာလုပ်နေတာတော့ဘာလုပ်သေးတုံးဆိုတော့မရဏုပနယရတ္တာတဲ့သေခြင်းကိုတွန်းပို့ပေးနေတဲ့ကိစ္စရှိတယ်။အိုးတယ်ဆိုတာသေတဲ့ဘက်ကိုတွန်းပို့နေတာတဲ့နော်။အိုးလာလို့ရှိရင်မလွဲမသွေသေဖို့နေလာတာဟုတ်။ဒါကြောင့်မို့သေခြင်းဘက်ကိုတွန်းပို့နေတာ။ဘယ်သူကတွန်းပို့စရာတွန်းပို့။ရွပနာဝိနာသပစ္စုပ္ပတ္ထနာနုပြုမှုတွေအလုံးကိုဖျက်ဆီးပြလိုက်တယ်။အားတွေအလုံးကိုဖျက်ဆီးပြလိုက်တာဘယ်သူကဖျက်ဆီးသရာကဖျက်ဆီးတယ်လို့အိုခြင်းတရားဟာအခုလိုလူတွေကိုဒုက္ခပေးနေတယ်နော်စာတိစရာဗျာတိဆိုတာတော့မပြောနဲ့ဗျာတိဆိုတာမကြမ်းမမာယောဂဝေဒနာဆွဲကပ်ခြင်းပဲယောဂဝေဒနာဆိုတာသိဖို့ရာအတွက်လုံနေတဲ့နှိမ့်ဆက်နေတဲ့မသိမချင်းနှိမ့်ဆက်နေတဲ့ဒုက္ခတစ်ခုပဲဒါကြောင့်မို့ဗျာတိဟာလည်းပဲဒုက္ခတစ်မျိုးနောက်တစ်ခါမရဏဆိုတာကြတော့ကြည့်သုတိလက္ခဏာပန်းလေးတစ်ပွင့်ဟာအညာကနေကြွေကျသွားတစ်သီးလေးတစ်လုံးဟာအညာကနေကြွေကျသွားအဲ့ဒါလိုပဲဘဝတစ်ခုဟာကြွေသွားတာပရဏလို့ခေါ်တယ်သေတယ်ဆိုတာကြွေသွားပြီခေါနကမွေးဖွားလာတဲ့အတိုင်းအတာလေးတစ်ခုကနေရွေလျောသွားတာအဲ့ဒါသုတိလက္ခဏာမရဏကြွေကျတဲ့သဘောရွေလျောသွားတဲ့သဘောဝိယောဂရတံရွေလျောသွားလိုက်တာနဲ့တပြိုင်နက်ကိုချစ်ခင်တဲ့အရာတွေကိုမျက်နှိုးတဲ့အရာတွေအားလုံးနဲ့ခွဲသွားရနော်အားလုံးနဲ့ခွဲသွားမြတ်စွာဘုရားကိုရောမြတ်တည်ပင်လဲနော်သက်တော်80ပြည့်တဲ့အခါမှာဒီအာယုသင်္ကာရလွတ်ပြီးယဟန်တွေကိုဗာပြောတော့ဆိုနော်
Pahayavo Gamitami Katami Dharana Matano Yasavyaga Yani Naso Sagadaku Meshida Baron Pahayavo Gamitami Menu target being Atwaya or Me Lusura. Menu target Pahayavo Gamita Katami Dharana Matano Ngaro Losiari Ngai Agoyari Nalo Bibi Alum Piensen Bini Menu target being Atwarome Tilupioda. No? Era Jamu Badu Websi Katami Dharana Matano Mapiona Mimelu Pahayavo Gamita Menu Tabi Atwarome Aloma Era Jamulu We Yoga Rata Quedoya Jin Kaisaru, Bedua Sawetaron, so this only another Saweta. Pede Gadi Weba Wada Bisu Batana, this onion Suraha, Pawataku, Pyondua Vido, Lesibua, Anitaga, Pisio Sarinele, Quedore, Swimio Mivarinele, Quedore, Alum Chicken Durine, Alum Quedore, Anitamio Taku, this onion Dido Koravas. Dari ha Tanwiga Pisia, a Johnny Gibe. Dilo solo raba Sadi, Sarab, Yadi, Marana, Tilegu, Degego, Tanwiga Piame, Chini Muri, Dodri, Jundri Nijavi, no, Abaya Doka Sura, Dodri, Kuchi, Majondri, Melu, Sena Gilo, Tina Navy, Adidi, Wudamulaga Doka, a day don't let Damuri, Kanzagaya, Sura, Jandri Gilo, Tina Ne. Anaga de Wudam Ulaga Doka, Anaga Maleve, Bawaka Shaulani Yadi Swing, Tidoka Mio Dodri, Jondri Umabe Suravule, Chandri Biro, T9, Bishop Bandi, Ahara Priyedana Mulaga Doka. Leshi Wama Sawuni, Nivana Yama Juba, Atonia Janyam Shipolare, Dokaria, Kudri Kania, Shit. Erilu Josa Shawini Adole, now soon the change of Babshido, Bahaya walk away dami, alone target me, so I net tato james. Era Jamulu, Akulu, now we got Sisia, Johnny Adiu, singing down the video, now we got Shijayama, Shide. Erilu, now we got Chima Dali, now we got Aliosa, Manganet Lanyamo, Yaupiro, Josa Atoja. Now we do, Tani do, now we go. And we got Pisia, Ioni net Dwede, Kama, then we got Pijayame. Then we cut that, Yoni do Brana. Then we got Pilavi solution, Leve. Yoni do Manganet, Nilan, Naime, Padana, Jinja, Joko, Atojayama, Pide, Buddha Yasaga, Alo, Hoyido, the Rio, so much don't they? Hope ya get up, Shibare, Dajan, they are checking to us and break that bound. Tanwiga Pisiari, Mimido, Tanama, Mimido, Guama, Jundri, Nijaya, Pidoja, Amadame, Manivene, Senyan Senzaje, Amanyan Sure, Tabawa Deari, Kotanama, Shia, Tanwiga Pielo, Tanwiga Nyanigo, Chicken Biro, Peggy Shiba, Jindiao, Jinjan Joko, Ato Champion Ali. A Kubiore, Dokari, Alonga Lumia Nine, Lanyam Pide, Surago. Tishi Biro, Jinjan Joko, Ato do Munayava, Secondary. Mida Boya, Tadawa Miaswa, Piyangwa, Chanda Javazi. Tadawa Miaswa Piyangwa Chanda Javazi Middayi Jan Tongab Chan Yinjan Javazi Middayi Jan Tongab Chan Yinjan Javazi Tashi Jama Sichana Luya Sanda Jivazi Tashi Jama Sichana Luya Sanda Jivazi Tamodaram Biwitawana Vidatavi Tamuhada
အာဇရမရာတိတိဘာဝံနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တော်ကင်းပြောက်ကြည်အေးတရားစေကိုပိဝိတဝဝန္တာရှင်းပြတောက်ကြရနာကြရကုန်သောကြောင့်ဝိတာတဗေပုစာညစ်နောက်ကိလေသာဆေယတဟုသမျှတို့သည်တမုဟတပိဉ္ကြဘဲတွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်လွင်ပြောင်းပေမရောက်အောင်ပယ်ဖြောင်းအကုန်သည်ဟွန်တုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအာဇရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်းထသောတိတိဘဝကိလေသာဟုပုခသိင်ကင်းခြင်းရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြူတော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ရှန္တုပါရမီအစဉ်စဉ်မြင့်တဲ့မြင့်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်း